မြစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြစီမရဲ့တီးတန့်တွေ့ဆုံမေးမြန်းခန်းကနေကြိုဆိုပါရယ်အခုတစ်ခါတီးတန့်တွေ့ဆုံမေးမြန်းခန်းမှာတော့ຫນွေဦးတော်လန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းရတဲ့ပတ်သက်ပြီးအဲ့ဒီအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်တဲ့ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌလည်းဖြစ်တဲ့ခွန်ဘီထူကို SRA ဖွဲ့စည်းမှုကအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကွပ်ကဲမှုအောက်မှာမရှိတဲ့ SRA အနေနဲ့ NUG နဲ့ဘယ်လိုပုံစံမျိုးချိတ်ဆက်ဆောင်ရွက်သွားမှာပါလဲဒီမဟာမိတ်တပ်ပေါင်းစုပေါ်ပေါက်လာတာဟာတော်လှန်ရေးရဲ့ဗဟိုချုပ်ကိုင်မှုအပေါ်ဘယ်လိုတရားမှုရှိလာနိုင်မလဲဒါတွေကိုတော့ကွန်ပျူတာကိုကျွန်တော်တည်တံ့ဆက်သွယ်မြင်မြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကွန်ပျူတာမင်္ဂလာပါဟုတ်ကဲ့ဆရာဟုတ်ကဲ့မနေ့ကဟုတ်မင်္ဂကဲ့လာပါဗျဟုတ်ကဲ့ဆရာမနေ့ကပေါ့လေဒီတပ်ပေါင်းစုဖွဲ့ရတဲ့ပတ်သက်ပြီးထုတ်ပြန်တာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအင်အားကြီးတပ်ဖွဲ့16ဘွဲ့နဲ့ဒီတပ်ပေါင်းစု SRA ကိုဖွဲ့စည်းနိုင်ခဲ့တဲ့အဓိကအားသာချက်နဲ့ပေါ်လွင်စေလိုတဲ့ဒီနိုင်ငံရေး message ပေါ့နော်အဲ့ဒါဘာများဖြစ်မလဲခင်ဗျဒါကိုပထမဆုံးဖြည့်ကြားပေးစီလိုပါတယ်ခင်ဗျဆရာဟုတ်ကဲ့ဆရာဒီလိုပါကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ကိုပေါ့နော်ဒါဖိနေတယ်နှိပ်စက်ပြီးမှပေါ့နော်လူတွေကိုတပ်ဖြတ်ပုံကျဲနေတဲ့အရာတွေကိုလက်နက်ကင်တော်လှန်ရေးနည်းနဲ့ပေါ့နော်ကျွန်တော်တို့တော်လှန်ဖို့ပေါ့နော်ဒါဆုံးဖြတ်ခဲ့ကြတဲ့ဒါနေဦးတော်လိုင်းတပ်ဖွဲ့တွေအားလုံးဒီတော်လိုင်းတက်တန်းပေါ့နော်ဒါ9နှစ်4နှစ်ကျော်9နှစ်ထဲမှာပေါ့နော်ကျွန်တော်တို့ဒါရောက်ရှိလာတယ်ဖြစ်ပါတယ်အဲ့တော့ဒီတော်လိုင်းကာလာရဲ့အခက်အခဲတွေနော်အတားချက်အားနည်းချက်တွေကိုကျွန်တော်တို့ပြန်လဲတုံ့တက်ကြရပါတော့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရင်ဆိုင်ရတဲ့ရန်သူကအင်မတန်ရက်ဆက်ပြီးမှဒါအင်အားသုံးတရားပေါ့နော်သူရှိနေတဲ့ရန်သူကိုကျွန်တော်ရင်ဆိုင်တဲ့နေရာမှာကျွန်တော်တို့ဖွဲ့ချင်းနော်တနေရာချင်းကနေပြီးမှကျွန်တော်တိုက်လို့မရတော့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီဒါစုပေါင်းတဲ့အင်အားနဲ့ပေါ့နော်ဒါမဟာမိတ်ဖွဲ့ပြီးမှတူတိုက်ရအောင်တူရင်ဆိုင်ရအောင်ဆိုတဲ့အတွေးမျိုးကိုကျွန်တော်တို့ဒါအတွေးဖြစ်ခဲ့ကြတာကြပါပြီပေါ့နော်ဒါပေမဲ့အကြောင်းမျိုးကြောင့်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလတွေမှာတွာလာတာတွေတွေ့ဆုံတာတွေမလုပ်ဖြစ်နိုင်ခဲ့ဘူးပေါ့နော်တူတော့ online ကနေ sharing လုပ်နိုင်ကြတာလွယ်လို့ပေါ့ဒါအဲ့ဒီအခက်အခဲတွေကအလုံးကိုဒီပြီးခဲ့တဲ့ဒီ2025နှစ်ဆန်းပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒါတောင်ပိုင်းမှာရှိတဲ့အဖွဲ့တွေကိုပေါ့နော်ကျွန်တော်တို့တွေ့ခဲ့ပါတယ်တွေ့ခဲ့ပြီးမှတောင်ပိုင်းမှာရှိတဲ့ဝဲမွန်နော်ဒီကရင်မှာရှိတဲ့တာတွေရောပေါ့နော်ကျွန်တော်တို့ဒီပို့တွေရောပေါ့နော်ဒါတွေ့ပြီးမှကျွန်တော်တို့တွေဒီဒါနူမဟာမက်တစ်ခုဖွဲ့နိုင်ဖို့အတွက်စူးစမ်းကြရအောင်ဆိုတော့စဉ်းစားချက်ကိုကျွန်တော်တို့ဒါတည်ပြီးမှပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့မေလဇွန်လလောက်မှာပေါ့နော်ဒါဒီ2025ထဲမှာစကိုင်းမကွေးဖက်ကိုကျွန်တော်တွားခဲ့ပါတယ်အဲ့တော့အဲ့မှာရှိတဲ့တပ်ဖွဲ့တွေအားလုံးကလည်းကြိုဆိုပေါ့နော်ဒါဖြစ်တဲ့ဒီဒေါ်လာရေးမှာကျွန်တော်တို့တူရင်ဆိုင်မှတာလေအောင်ပွဲရင်ဆိုင်အောင်ပွဲရရှိနိုင်မှာဖြစ်တဲ့အတွက်ပေါ့နော်ဒါတွေလောက်ရအောင်ဆိုတော့အသွေးမျိုးအားလုံးကဟိုပြောကြတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ဒီအချိန်တစ်ခုယူပြီးမှာပေါ့နော်ကျန်တဲ့ဖွဲ့တွေထပ်ဆွေးနွေးပြီးမှာပေါ့နော်ကျွန်တော်တို့ဒီနေ့ထဲမှာပေါ့နော်ဒါဒီဇင်ဘာလထဲမှာကျွန်တော်တို့ညီလာခံကြီးတစ်ခုကိုခေါ်နိုင်ခဲ့ပါတယ်ပေါ့နော်ကျွန်တော်ညီလာခံကအလုံးပေါ့နော်ဒီအဖွဲ့20တစ်ဖွဲ့ပေါ့နော်ဒါတက်နိုင်ခဲ့တဲ့တောင်ပိုင်းကရှိတဲ့ဖွဲ့တွေရောစကိုင်းမကွေးမှာရှိတဲ့ဖွဲ့တွေရောပေါ့နော်ပြီးတော့ကျွန်တော်တို့တပ်ဖြန့်ထားတဲ့နေရာတီးတီးကရဲဘော်တွေပေါ့နော်လာကြပြီးမှပေါ့နော်ခဲစစ်ကောင်စီစကန်ကြီးကြော်ဖြတ်ပြီးမှပေါ့နော်ကျွန်တော်တို့တွေ့ဆုံမှုတွေကိုလုပ်ပြီးမှဒီnew တော်လိုင်းမဟာမိတ်တစ်ခုပေါ့နော်စပ်ပြီးမှကျွန်တော်ဖွဲ့စည်းဖို့ပေါ့နော်ဒါလုပ်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့နာမည်ကိုနိုင်က new တော်လိုင်းမဟာမိတ်အဖွဲ့လိုပဲကျွန်တော်တို့တုံတုံပြီးမှပေါ့နော်ကျွန်တော်တို့ရဲ့တပ်ပေါင်းစုကြီးဒီလက်ရှိကျွန်တော်တို့တော်လိုင်းရေးကိုချိတ်ဆက်ရှိအောင်မြင်အောင်လုပ်နိုင်ဖို့တက်ပေါ့နော်ကျွန်တော်တို့ရဲ့ logistic လမ်းကြောင်းပေါ့နော်ထောက်ပို့လမ်းကြောင်းတွေကျွန်တော်တို့ရဲ့ရန်ပုံငွေတွေကိုမျှဝေသုံးစွဲကြမယ်ပြီးတော့ကျွန်တော်တို့ရဲ့စစ်စင်ရေးစီမံချက်တွေကိုပေါ့နော်တခုတည်းပေါ့နော်တရက်တည်းတပြိုင်နက်တည်းပေါ့နော်သူစီစဉ်ဆောင်ရွက်လို့ရအောင်ပေါ့နော်ကျွန်တော်တို့ဒါကိုဆုံးဖြတ်တဲ့အနေနဲ့ပေါ့နော်လှုပ်ဆောင်ပြီးမှပေါ့နော်ဒါသဘောတူညီမှုတွေရထားတယ်ပြီးရင်တော့ကျွန်တော်တို့အားလုံးကလည်းပေါ့နော်ဒါရိုးပေါ့နော်သဘောတူညီမှုမဟုတ်တော့ကျွန်တော်နိုင်ငံကတိကူကိုလည်းကျွန်တော်ထုတ်ပြန်နိုင်ခဲ့တယ်ပေါ့နော်လူရင်းတူရှင်းပြောရရင်တော့အာဏာရှင်ကိုကျွန်တော်ပြောင်းတိုက်မယ်ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီဖက်ဒရယ်ကိုကျွန်တော်တို့အမြန်နဲ့ရောက်အောင်ပေါ့နော်ပြည်သူတွေခံစားနေတဲ့ဒုက္ခတွေအားလုံးကိုကျွန်တော်တို့အမြန်ဆုံးဖြေရှင်းနိုင်ဖို့ကျွန်တော်စူးစမ်းကြမယ်ပြီးရင်တော့ကျွန်တော်တို့တွေအားလုံးကပေါ့နော်ဒါကောင်းမွန်တဲ့တာတွေကောင်းမွန်တဲ့စစ်ဥပဒေတွေနဲ့ပေါ့နော်ဒါနိုင်ငံကိုပြုပြင်ပြောင်းလဲမှုတွေတွားကြမယ်ဆိုတော့ကတိကူတွေလည်းကျွန်တော်တို့ဒါလက်မှတ်ရေးထိုးကြပြီးမှပေါ့နော်တူကတိကူပြုကြတယ်ပေါ့နော်ဒီလိုလောက်တဲ့ချိန်မျိုးမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီARG တဲ့ဖွဲ့တွေကိုလည်းကျွန်တော်တွေ့ဆုံဆွေးနွေးပါတယ်ပေါ့နော်ဒီ ERO တွေရဲ့ဒီအမြင်တွေကိုကျွန်တော်တို့လေ့လာသင်ယူတယ်ပြီးတော့သူတို့ရဲ့အားပေးမှုကိုကျွန်တော်တို့ယူတယ်နောက်ကျွန်တော်တို့ခီးစဉ်တစ်လျှောက်လုံးမှာကြုံတဲ့အဖွဲ့အစည်းအားလုံးကိုကျွန်တော်တွေ့ဆုံခွင့်ရခဲ့ပါတယ်ပေါ့နော်ဒီဟာတွေမကဘူးကျွန်တော်တို့ NUG ကိုလည်းဒါတွေ့ဆုံခွင့်ရခဲ့ပါတယ်ပေါ့နော် NUG ဝန်ကြီးဦးရင်မွန်နောက်ဒီသမရပေါ့နော်ပြီးတော့ဒီဒေါက်တာဇော်ဝေဆိုးတို့လည်းတွေ့ပြီးမှပေါ့နော်မြေပြင်မှာကျွန်တော်တို့စီရေးချင်းတွေမြေပြင်ချင်းတွေကိုတိုင်ပြီးမိမှာပေါ့နော်ဒါကျွန်တော်တို့တူချစ်ဆက်ရှိတွားကြဖို့လိုအားတယ်ပြီးတော့ဒီnew ဦးတော်လိုင်းရေးကိုဒီလိုစုစည်းတာက
တော်လိုင်းအတွက်အားတစ်ခုဖြစ်ပါတယ်အရေးကြီးပါတယ်ဆိုတော့သတင်းစကားနဲ့ပဲပေါ့နော်အဲ့ဒါတွေအားလုံးရဲ့ဆောင်မမှုအပေးမှုနဲ့ပဲအခုလိုလူဦးတော်လိုင်းရေးဖြစ်ပေါ်လာတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်စုစည်းတာဒီအာမနေ့ဖတ်တဲ့ဘက်မှာလုံးမဲ့စီမံချက်တွေအားလုံးကိုပေါ့နော်ကျိုးတက်ရောက်မှုရှိစေရမယ်ပြီးရင်တော့ကျွန်တော်တို့တော်လိုင်းရေးတွေကိုလည်းဒီထက်အားကောင်းတဲ့ပေါ့နော်ကျွန်တော်တို့လုံနိုင်မယ်လို့စပ်မယုံကြည်တဲ့အတွက်ပေါ့နော်ခုလိုမျိုးပြည်သူတွေကိုချပြတဲ့အခြေအနေမျိုးတစ်ခုကိုကျွန်တော်တို့ရောက်ရှိလာတာဖြစ်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါဆရာကဖြေကြားဝရဲမှာဆိုရင်ဒါဒီနေ့ချိတ်ဆက်ဆောင်ရွက်တာတွေလည်းရှိရဆိုတော့လေဆရာတို့ထုတ်တော့ဖြေကြားတဲ့ဒီမှာတက်လာဆိုရင်ဆရာရဲ့ SRA ဖွဲ့စည်းမှုကအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကုတ်ကဲမှုအောက်မှာမရှိဘူးလို့ကျွန်တော်တို့သတင်းတွေမှာတွေ့ရပါတယ်ဆိုတော့ NUG နဲ့ရောဘယ်လိုပုံစံမျိုးချိတ်ဆက်ဆောင်ရွက်သွားမလဲပေါ့လေတစ်ဆက်တည်းကျွန်တော်မေးချင်တာဆရာရဲ့ဒီမဟာမိတ်တပေါင်းစုပေါ်ပေါက်လာတာကပေါ့လေဒီကျွန်တော်တော်လန်ရေးရဲ့ဘ ਹੁ ချုပ်ကင်မှုအပေါ်ရောဘယ်လိုတက်ရောက်မှုရှိလာနိုင်မလဲဆရာဒါလေးကိုဖြေကြားပေးစီလိုပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေဦးတော်လိုင်းရေးမှာပေါ့နော်ဒါအဖွဲ့ပေါင်းစုံအင်အားစုပေါင်းစုံပေါ့နော်တချို့ကចောင်းသားတွေပါတယ်တချို့ကလည်းနိုင်ငံရေးအယောင်သွေးရှိတဲ့အဖွဲ့တွေပါတယ်လို့တချို့ကလည်းရိုးရိုးသားသားဖြူစင်တဲ့တော်လိုင်းရေးရဲဘော်တွေညီကိုလေးပေါ့နော်အားလုံးပါဝင်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့ကလက်ရှိတော်လိုင်းကြီးတစ်ခုလုံးကိုကျွန်တော်တို့ခြုံငုံသုံးသပ်တဲ့နေရာမှာနံပါတ်1ဒီ NUG ရဲ့ကုကဲမှုအောက်မှာရှိတဲ့တာတွေကိုကျွန်တော်တို့ကကုကဲမှုအကောင်းတဲ့ပေါ့နော်လဲပါတာကိုကျွန်တော်မြင်ချင်ပြီးမှအဲ့ဒီကုကဲမှုကောင်းတဲ့ NUG တာတွေကိုကျွန်တော်တို့အတူတူလုပ်နိုင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ NUG ရဲ့ PDF ပကဖပလာဖတွေပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲတွေအားလုံးကိုကျွန်တော်တို့ကNUG ရဲ့ကုကဲမှုအောက်မှာရှိပါပေါ့နော်ပြီးတော့အကောင်းလဲပါပါမိတ်နာခံမှုကောင်းရှိပါပေါ့နော်နယ်မြေတွေကိုထိန်းချုပ်ပြီးမှပေါ့နော်စစ်ကောင်စီကိုတိုက်မဲ့အစီအစဉ်တွေကိုရေးဆွဲဖို့ပေါ့နော်အားပေးပါတယ်ပေါ့နော် MOD ရဲ့အစီအမံမှုပေါ့နော်ဗျူဟာဆွဲတဲ့ပုံမှာလိုက်နာဖို့ကျွန်တော်တို့အားပေးတယ်ပေါ့ပြီးရင်တော့ကျွန်တော်တို့ကနောက်ထပ်တော်လိုင်းအစုတွေကိုလေ့လာကြည့်တဲ့နေရာမှာ unit အစိုးရလို့ကျွန်တော်တို့တတ်မှာတယ်ပေါ့နော်ဒါတော့ကချင်မှာဆို KNE ဥဆောင်ပြီးမှအစိုးရတွေဖွဲ့တဲ့ KNE ရဲ့ PDF ကချင် PDF တွေရှိမယ်ပြီးတော့ကချင်နဲ့တူတွဲတိုက်နေတဲ့တပ်ဖွဲ့တွေအများကြီးတွေ့ရတယ်ပေါ့နော်ဒီလိုပဲ Green မှာလည်းတပ်ပေါင်းစုတွေရှိတယ်ကရင်မှာလည်း KNU နဲ့တွဲပြီးမှတိုက်တဲ့အဖွဲ့တွေရှိတယ်လို့အခုဆိုရင်စကိုင်းမကွေးနော်ဒီunit အစိုးရတွေလည်းပေါ်လာပြီးမှပေါ့နော်အဲ့ဒီမှာတွားပြီးမှပေါ့နော်ပါဝင်ပတ်သက်မဲ့တပ်တွေနော်အပီတဲ့တပ်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒီတပ်တွေအားလုံးကိုလည်းကျွန်တော်တို့ကမဟာမိတ်အနေနဲ့မြင်ပြီးမှပေါ့နော်အဲ့တပ်တွေအောက်မှာအဲ့ကုကဲမှုအောက်မှာရှိတဲ့တပ်တွေကိုကျွန်တော်တို့ကဒါကောင်းမွန်နေဖို့ရကုကဲဖို့ရအဲ့ဒီရဲ့စုဥတီတွေလေးစားလိုက်နာဖို့ရအဲ့ဒီကုကဲမှုတွေနဲ့မိတ်ဆွေစီမှုကိုပေါ့နော်ဒါလုပ်ဖို့လိုပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြည်တော်စုဆိုရရဲ့တပ်ပြီးတော့ပြည်နယ် unit တွေရဲ့တပ်ဆိုပြီးမှပေါ့နော် ERO ရဲ့တပ်တွေဆိုမှကျွန်တော်တို့အဲ့လိုတတ်မှတ်ထားတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးကတော့ຫນွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစုကတော့ NUG ကုကဲမှုအောက်မှာလည်းမရှိသေးဘဲနဲ့တချို့တော့ဒီ ERO ရဲ့ပံ့ပိုးကူညီမှုတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့မှလည်းကိုယ်အသွေးကိုယ်မြင်တွေရှိပြီးမှပေါ့နော်ဒီတော်လိုင်းရေးကိုအောင်မြင်အောင်ဖျက်ဖို့အတွက်ကြိုးစားတဲ့တပ်တွေအားလုံးကိုကျွန်တော်တို့ကခေါ်ပြီးမှစုစည်းလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ KNDF ပါဝင် BPLA တို့လိုမျိုးပေါ့နော်နောက်ထပ်ဒီရော PDF တွေနော်ဒီစကိုင်း PDF တွေပေါ့နော်ဒါ NUG နဲ့တူပေါ့နော်ကုကဲမှုဟိုနည်းနည်းလုပြီးမှကျွန်တော်ထွက်လာတဲ့တပ်တွေအားလုံးကိုကျွန်တော်တို့ဒါခေါ်စုလိုက်ပြီးမှຫນွေဦးတော်လိုင်းမဟာမိတ်တစ်ခုနဲ့ကျွန်တော်တို့ဒါရရှိထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့တပ်အင်အားတွေအားလုံးပေါင်းလိုက်ရင်တော့ဒါ1000ခွဲလောက်ပေါ့နော်15000လောက်ရှိပြီးမှတနိုင်ငံလုံးမှာကျွန်တော်တပ်ဖြတ်နိုင်တာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့မြေပုံအောက်ကနေပြီးမှဟိုကချင်ပြည်နယ်ဆုံးထိပေါ့နော်ဟိုဘက်ဟိုဒါရခိုင်အစလောက်ထိပေါ့နော်ဒါကျွန်တော်ဖြတ်နိုင်ပြီးမှကျွန်တော်တို့ရဲ့ network တွေကအခြေပြန့်ဆုံးတော်လိုင်းရေးအင်အားစုတစ်ခုအနေနဲ့ကျွန်တော်တို့ရှိနေတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီအင်အားစုတွေကိုကျွန်တော်တို့ကကြည်လေးပို့ဖြစ်အောင်ကုကဲမှုကောင်းလာအောင်ပြီးတော့အပြန်အလှန်ပံ့ပိုးမှုတွေလုပ်ပြီးမှပေါ့နော်ကျွန်တော်တို့တော်လိုင်းရေးကိုထပ်ဖို့ဖြစ်ပါတယ်ကျွန်တော်တော်လိုင်းဖြတ်တဲ့နေရာမှာခုန energy ကုကဲတဲ့တာတွေနော် ERO ဒါမှ unit အစိုးရတွေကုကဲတဲ့တာတွေနဲ့တူဟန်ချက်ညီနဲ့ကျွန်တော်တွားပြီးမှပေါ့နော်ဒီတော်လိုင်းရေးကိုအောင်မြင်အောင်တွားဖို့ဖြစ်ပါတယ်ဗျဟုတ်ဆိုတော့ပြန်ပြီးမှပြောရရင်တော့ NUG ကုကဲမှုအောက်မှာတော့မရှိပေမဲ့ NUG နဲ့တူပေါ့နော်ပိုကောင်းတဲ့ကုကဲမှုတစ်ခုကိုရောက်ဖို့အတွက် platform တစ်ခုကိုကျွန်တော်တို့တိဆောက်တွားနိုင်တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာဖြေကြားဝအထက်မှာဆိုရင်ဆရာရဲ့ဒီမြန်မာနိုင်ငံအောက်ပိုင်းကနေအပေါ်ပိုင်းကြီးဆရာတို့ဒါစူးစီးထားတာပေါ့နော်ဆိုတော့အညာဒေတာမှာလည်းအခြေပြုတဲ့တက်တွေပါဝင်တာမနေ့ကထုတ်ပြန်ချက်ကိုကျွန်တော်ကြည့်ရင်တွေ့ရတယ်ပေါ့ဆရာရဲ့ဆိုတော့ဆရာတို့အနေနဲ့ပေါ့နော်အဲ့တပ်ပေါင်းစုအနေနဲ့ဘယ်ဒေတာကိုအဓိကထားပြီးတော့တိုက်ပွဲဝင်သွားမှာလဲခင်ဗျာဒါလေးကိုပြောပြပေးစီလို့ပါဆရာဟုတ်ကဲ့ကျွန်တော်တို့ကဒီနေရာဒေတာတစ်ခုကို UTP မှာတိုက်ပွဲတိုက်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဒီအရေးကြီးတဲ့စစ်ကောင်စီရဲ့ပြစ်မှတွေအလုံးကိုပေါ့နော်ဒါကျွန်တော်တို့ဒေတာခံဖွဲ့တွေအခုနပြောတဲ့ unit ဆိုရတာတွေပဲဖြစ်ပေါ့နော် NUG တာတွေနဲ့ပဲဖြစ်ကျွန်တော်တို့ပူပေါင်းပြီးမှတိုက်ပွဲဝင်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အာတာချက်ကတော့ဒီလူငယ်လူတိတွေများတယ်ပြီးတော့ဤပညာပိုင်းမှာကျွန်တော်တို့အာတာချက်တွေရှိတယ်တနိုင်ငံလုံးရဲ့ logistic ကိစ္စတွေကိုကျွန်တော်တို့ဒါတနိုင်စွမ်းရှိတယ်ပေါ့နော်ကျွန်တော်တို့
မြောက်ပိုင်းတောင်ပိုင်းဖြတ်မယ်တွာလာမယ်ဆိုတဲ့ဟာမျိုးတွေအားလုံးမှာကျွန်တော်တို့အတားချက်ရှိတဲ့အတွက်ပေါ့နော်ကျွန်တော်နေရာအနှံ့မှာရှိနေတယ်ပေါ့နော်ဒါပေမဲ့နေရာအနှံ့မှာရှိနေတဲ့အုပ်ချုပ်ရေးတွေနောက်ဒီနေမြေခံတပ်တွေရဲ့စီမံချက်တွေစီဥတီချက်တွေကိုကျွန်တော်တို့ဒါတွေ့ဖယ်သားပေးမှာပေါ့နော် list လို့လုပ်မှာမဟုတ်ပေါ့နော်ဒါပေမဲ့နေရာတိုင်းမှာကျွန်တော်တို့ကဝင်ဆန့်ပြီးမှာပေါ့နော်နေရာတိုင်းမှာကျွန်တော်တို့ကပူပေါင်းဆောင်ရွက်ဖို့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မကြခင်မှာတော့ PDF လိုမျိုးတွေလည်းလာလိမ့်မယ်ပေါ့နော်ပြီးတော့ခြားသောဖွဲ့တွေလည်းကျွန်တော်တို့နဲ့ပူပေါင်းဆောင်ရွက်တာတွေရှိလာလိမ့်မယ်ပေါ့နော်ခုနပြောတဲ့စီမံချက်တွေအားလုံးကကျွန်တော်တို့နေရာတိုင်းမှာပေါဝင်ပတ်သက်နေလိမ့်မယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဒီတစ်ခေါက်ကျွန်တော်တို့တိုက်တဲ့တိုက်ပွဲတွေဒီနော်ဒီအရတာပြည်သူတွေကိုထိခိုက်မှုနည်းပြီးမှပေါ့နော်ကျွန်တော်တို့ရဲ့အာဏာရှင်စစ်ကောင်စီရဲ့ရန်တရားတွေစစ်ကောင်စီရဲ့ပြစ်မှတ်တွေကိုကောက်ကောက်မှုတိတိရောက်တိုက်နိုင်တဲ့စီမံချက်မျိုးနဲ့ပေါ့နော်ဒီချိတ်ဆက်မှုမျိုးနဲ့တော့ကျွန်တော်တို့အောင်မြင်အောင်လုပ်နိုင်တဲ့စွမ်းစားတွေဒီကျွန်တော်တို့နေဦးတော်လိုင်းမဟာမိတ်မှာတာရှိတဲ့အတွက်ကျွန်တော်တို့ဒါကိုအားဖြစ်ပြီးမှလှုပ်ဆောင်တော့မှာဖြစ်ပါတယ်ဗျာဟုတ်ဟုတ်ကဲ့ပါဆရာဒီ SRA ပေါ့နော်ဒီတပ်ပေါင်းစုရဲ့ရှေ့ဆက်လုပ်ငန်းစဉ် roadmap တွေထဲမှာဆိုရင်အဖွဲ့ဝင်မဟုတ်သေးတဲ့တော်လှန်ရေးအင်အားစုတွေကိုထပ်မံဖိတ်ခေါ်ကိစ္စကတော့ဘယ်အဆင့်မှာရှိလဲပေါ့လေပြီးတော့တစ်ဆက်သေးကျွန်တော်အဲ့ရနဲ့ဆက်ပြီးမေးချင်တာဆရာရဲ့ဘယ်လိုတပ်ဖွဲ့မျိုးကိုဒီတပ်ပေါင်းစု SRA ထဲမှာဆက်လက်မြင်တွေ့ရဖို့ဆရာတို့မျှော်မှန်းထားတယ်ခင်ဗျဒါလေးသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေဦးတော်လိုင်းရေးမှာပေါ့နော်ဒါတော်လိုင်းရေးအင်အားအဖွဲ့ဝင်အင်အားပေါ့နော်ဒါအနည်းဆုံး100လောက်ရှိပြီးတဲ့တာတွေကျွန်တော်တူပေါ့နော်ဒါပါဝင်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ criteria တွေတတ်မှတ်ထားတာရှိပါတယ်ပေါ့နော်ဒါလည်းဒီတော်လိုင်းရေး100အနေနဲ့ပေါ့နော်ရှိတဲ့ချိန်မျိုးမှာတယောက်နှစ်ယောက်ပဲမဟုတ်ဘဲနဲ့အင်အားတစ်ခုဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ရွေးထားတဲ့ဟာဖြစ်ပဲဒါပေမဲ့ကျွန်တော်တို့တပ်ဖွဲ့တွေအားလုံးက100မကတော့အင်အားတွေရှိကြတဲ့လူတွေများပါတယ်ပေါ့နော်ပြီးတော့အားလုံးကိုလည်းကျွန်တော်တို့ဖိတ်ခေါ်တယ်နိုင်ငံရေးအယောင်သွင်းမရွေးဘူးပေါ့နော်ကျွန်တော်တို့ပြီးတဲ့ဒီနောက်တစ်ခုကတော့နေမြေဒေတာကိုလည်းမရွေးဘူးလူမျိုးဘာသာတွေလည်းကျွန်တော်မရွေးဘဲနဲ့အားလုံးကိုပါဝင်တာဖြစ်ပါတယ်ပါဝင်ဖို့ဖိတ်ခေါ်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့တချို့ကတော့ကျွန်တော်တို့ရဲ့ဒီလူဦးတော်လိုင်းမှာပေါ့နော်အားလုံးတိုင်ပင်ညှိနှိုင်းတယ်ပေါ့နော်ချက်ချင်းဆုံးဖြတ်ချက်ချပြီးမှပါတဲ့လူတွေရှိသလိုတချို့ကလည်းသူတို့ရဲ့ဒီမိခင်ဖွဲ့စည်းတွေကိုတိုင်ပင်ရတာရှိတယ်တချို့ကလည်းသူတို့ရဲ့နေမြေအလိုက်ပေါ့နော်ဒီစုစည်းမှုကိုဦးစားပေးလို့တဲ့တပ်ဖွဲ့တွေလည်းရှိပါသေးတယ်ပေါ့နော်အဲ့ဒီလူတွေအဲ့ဒီတပ်ဖွဲ့တွေအားလုံးကိုကျွန်တော်တို့အချိန်တစ်ခုပေးပြီးမှပေါ့နော်ဆက်ပါဝင်နိုင်ဖို့လိုပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့လိုလားချက်ကတော့ဒီနေ့ကုကဲမှုပေါ့နော်ချိတ်ဆက်မှုတွေကပေါ့နော်ဒါ NUG မှာချိတ်ဆက်ရင်ချိတ်ဆက်မချိတ်ဆက်ဘူးဆို ERO ဒါမှမဟုတ်လဲ unit ဆိုရတွေမှာချိတ်ဆက်ပေါ့နော်ဒါမှမဟုတ်လဲဒီနေဦးတော်လိုင်းမဟာမိတ်မှာလာပြီးမှချိတ်ဆက်ဖိဖို့ကျွန်တော်တို့ဒါကြိုးစုဖိတ်ခေါ်တာဖြစ်တယ်ပြီးရင်တော့ကျွန်တော်တို့ကဒီအရာတွေဒီကျွန်တော်တို့ရဲ့လက်ရှိတစ်ဖွဲ့ချင်းပေါ့နော်ဥပမာဆိုကျွန်တော် KNDF ဖြစ်တဲ့အတွက် KNDF ရဲ့ဒီရိတ်ခါကိစ္စပေါ့နော်ဒီလက်နက်ခဲယမ်းရှာဖွေရေးကိစ္စတွေကိုကျွန်တော်တို့တယောက်ချင်းမှမဝင်မစွတ်ဖက်ဘူးပေါ့နော်ဒါပေမဲ့ KNDF အနေနဲ့နေဦးတော်လိုင်းမဟာမိတ်ဒီပုံမှာပစ္စည်းပေးလို့ရတယ်ပံ့ပိုးပေးလို့မျှဝေလို့ရတဲ့ဟာတွေကိုကျွန်တော်မျှဝေပေးဖို့ဖြစ်တယ်ပေါ့နော်ဒီလိုပဲအဲ့ဒီမှာပေါ့နော်ဒီတစ်ဖွဲ့ချင်းရဲ့နိုင်ငံရေးခံယူချက်တွေနေမြေစုမှုတွေကိုကျွန်တော်တို့ဝင်မစုဖက်ဘူးဒါပေမဲ့ကျွန်တော်တို့တူအလုပ်လုပ်တဲ့နေရာမှာတယောက်နဲ့တယောက်ဖေးမကူညီလို့ရအောင်အဆုတ်လမ်းတွေအသက်လမ်းတွေပေါ့နော်ကျွန်တော်တို့တူဆောင်ရွက်လို့ရအောင်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်ရန်ပုံငွေရှိတဲ့လူကရန်ပုံငွေမဝေပေးမယ်တချို့နည်းပညာတက်ကြွတဲ့လူကနည်းပညာမျှဝေပေးမယ်ပြီးတော့တချို့ကတော့ပေါ့နော်လူရအားရှိတဲ့အတွက်ပေါ့နော်လူရအားကိုဖြစ်စီပေးနိုင်တဲ့နီးနာနဲ့ပေါ့နော်ဒါကျွန်တော်တို့ရဲ့မဟာမိတ်တွေကိုစိတ်မဖိတ်ခေါ်သွားပြီးမှအတူတူလက်တွဲသွားဖို့ဖြစ်ပါတယ်အဓိကပုံရံသူဖြစ်တဲ့ဆရာနာရှင်စနစ်ကိုကျွန်တော်တို့အမြန်ဆုံးနဲ့အင်အားအကောင်းဆုံးနဲ့ပုံစံနဲ့ကျွန်တော်တို့တိုက်ခိုက်ချေမှုန်းနိုင်ဖို့ဖြစ်တဲ့အတွက်ပေါ့နော်ဒီပေါ်ကိုလာပူပေါင်းဆောင်ရွက်လို့တဲ့ဘယ်တပ်ဖွဲ့မဆိုကျွန်တော်ဖိတ်ခေါ်သွားတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှန်းထားတာကလူမျိုးတော်လိုင်းမဟာမိတ်တပ်ဖွဲ့မှာပေါ့နော်အဖွဲ့ဝင်ပေါင်း30မကပေါ့နော်ဒါပါလာကြလိမ့်မယ်ရှိလာလိမ့်မယ်လို့လည်းမျှော်လင့်ထားပါတယ်ဗျဟုတ်ကဲ့ပါဆရာနောက်ထပ်ကျွန်တော်မေးချင်တဲ့မေးခွန်းတစ်ခုပါပေါ့ဆရာရဲ့ဒီစစ်ကော်မရှင်ကအခုရွေးကောက်ပွဲဒီငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းတာမျိုးလုံတာနိုင်တာရှိလားပေါ့လေတစ်ဆက်တည်းဆရာရဲ့ဒီဘက်ကတော်လန်ရေးအဖွဲ့တွေကတော့အဲ့အပေါ်ဘယ်လိုယူဆလဲ SRA အနေနဲ့ရောအဲ့ဒီအခြေအနေအတွက်ဆရာရဲ့ကြိုတင်ပြင်ဆင်ထားတာညှိနှိုင်းထားတာမျိုးရှိလားဆရာဒါလည်းသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီနေ့စစ်ကော်မရှင်ဖြစ်ပေါ့နော်နာမည်ပြောင်းပြီးမှသွားတယ်ပေါ့နော်မကြခင်မှာရွေးကောက်ပွဲလုပ်ပြီးမှပေါ့နော်ဒီတက်လာတဲ့အစိုးရတွေနဲ့ဒါသူ့ရောင်ညီလာခံတွေလုပ်ပြီးမှပေါ့နော်ဒီဒါသွားနိုင်တဲ့အခြေအနေမျိုးကျွန်တော်တို့မြင်ပြီးသားပဲပေါ့နော်ဒါပေမဲ့စစ်ကောင်စီရဲ့လောက်ရကိုစစ်ကောင်စီလုပ်ပါစေပေါ့ကျွန်တော်တို့ရဲ့လောက်ရကိုကျွန်တော်တို့လုပ်တော့ဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအာဏာရှင်တော်လှန်တဲ့နေရာမှာညီညွတ်ရမယ်ဆိုတော့ဒီလောက်ရကိုကျွန်တော်တို့ကညီညွတ်မှုအားနဲ့ပေါ့နော်ဒါမဟာမိတ်ဖွဲ့တာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကရွေးကောက်ပွဲအလွန်မှာပေါ့နော်စစ်ကောင်စီကကျွန်တော်တို့ကိုအင်းနဲ့အားနဲ့ပေါ့နော်တိုက်နိုင်လိမ့်မယ်ပေါ့နော်ဘယ်နေရာပဲတိုက်ပါအခုဆိုရင်စစ်ကောင်စီဘက်ကငကာပစစ်စင်ရေးတွေပေါ့နော်ဒီလိုပဲမစကိုင်းမကွေးတွေတိုက်ဖို့သူတို့ပြင်နေတဲ့အားတွေကျွန်တော်ကြားရတယ်အဲ့ဒါတွေကိုခံနိုင်ရှိဖို့အတွက်ကျွန်တော်တို့ကမဟာမိတ်ဖွဲ့ပြီးမှပေါ့နော်အတူတူခံစစ်တိုက်မယ်အတူတူတိုက်စစ်တွေတိုက်ဖို့အတွက်ကျွန်တော်တို့ပြင်ရမယ်တောင်းကျွန်တော်တို့တောင်းဖြစ်ပါတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့ဂရင်းနီနော်မွန်တဝဲမှာရှိတဲ့တပ်တွေကလည်းကျွန်တော်တို့တတ်နိုင်တဲ့စစ်စင်ရေးစစ်မှန်ချက်တွေကိုကျွန်တော်တို့သူလုပ်ဖို့ဒါကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ကိုကျွန်တော်တို့ပြတ်ပြတ်သားသားနဲ့
အောင်မြင်လုပ်နိုင်ဖို့ကအရေးကြီးပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီဂျားထဲမှာစစ်ကောင်စီကဒါဒီဒီငင်းချမ်းရေးပေါ့နော်ဒါပြစ်ခတ်ရဆက်ဖို့ပေါ့နော်ကန်လန်းနိုင်တဲ့ဟာသူ့ရောင်ဖိတ်ခေါ်တဲ့ဟာတွေလည်းဒါပြီးခဲ့တဲ့ကာလမှာလည်းရှိတယ်လို့အခုလည်းရှိအောင်မှာဖြစ်ပါတယ်ပေါ့နော်ပေါ်လာလိမ့်မယ်ပေါ့အဲ့ဒါကြောင့်မလို့လဲကျွန်တော်တို့ကတစ်ဖွဲ့ချင်းမှာတန်တရားစိတ်တွေများပြီးမှပေါ့နော်အော်မှာအောက်ဖွဲ့တွေကတော့တအန်တော့ပြစ်ခတ်ရဆဲလုပ်ပြီးငါတို့တော့လည်းလိုက်လုပ်မယ်ဆိုမှပေါ့နော်အဲ့လိုနိုင်ငံရေးစီရေးတွေကိုတုံးတက်ပြီးမှပေါ့နော်တတ်ဆုပ်သွားမယ်ဟာပေါ့နော်စစ်ကောင်စီစီကိုဒူးထောက်မဲ့အဖွဲ့တွေများသွားမယ်တွေ့ဝေကြနေမယ်ဆိုရင်အဲ့ဒါတွေမျိုးဖြစ်အောင်ကျွန်တော်တို့ခုကလေးကပေါ့နော်ဒါကြိုတင်မိတ်ဖွဲ့တာဖြစ်ပြီးမှကြိုတင်ညှိနှိုင်းကြတာဖြစ်တယ်ပေါ့နော်ဆိုကျွန်တော်တို့ဒီတော်လှန်ရေးကိုအောင်မြင်အောင်တိုက်မယ်လို့ကျွန်တော်တို့ရဲ့ကတိကူဒါသမားပေါ့နော်ကျွန်တော်တို့ထုတ်ပြန်ထားတာရှိတဲ့အတွက်အဲ့ဒီတိုင်းကိုကျွန်တော်ဆက်သွားကြဖို့တောက်ခံကြဖို့ကျွန်တော်ပြင်ဆင်နေတဲ့မဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်ပေါ့နော်အဲ့တော့နိုင်ငံရေးဖျားပေးတဲ့ဟာတွေစီရဖျားပေးတဲ့ဟာတွေကိုကျွန်တော်လှုပ်ရင်းနေပေါ့နော်ဒီနေ့မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ဒါချုပ်ငြိမ်းပြီးမှကျွန်တော်တို့ရဲ့ဒန်းတူရည်တူဖြစ်တဲ့ Federal Democracy ပေါ့နော်ပြည်သူတွေလူလာပွင့်နေတဲ့နေရာတစ်ခုကိုကျွန်တော်တို့ရောက်အောင်ပေါ့နော်ဆက်သွားကြဖို့ကျွန်တော်တို့တန်ထိပ်တန်ချပြီးမှပြင်ဆင်နေတဲ့မဟာမိတ်တစ်ခုပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ရန်သူရဲ့လောက်ရကိုကျွန်တော်တို့ကြိုမြင်တယ်ပြီးတော့ကျွန်တော်တို့ဘက်ကလောက်ရမဲ့လုပ်ငန်းစဉ်တွေအားလုံးကိုခိုင်မာနဲ့အကောင်းနဲ့လုပ်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ပြင်ဆင်နေတဲ့အရာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာညီကုန်းချုပ်အနေနဲ့ပေါ့လေဒီ SRA ဖွဲ့စည်းမှုကဒီစစ်အာဏာရှင်စနစ်အဆုံးသတ်ရမှာအလုံးစုံအာဏာသိမ်းပြီးအာဏာသိမ်းပြီးတော့ဖြိုဖျက်ပြဖို့ပထမအဆင့်အဖြစ်ကြိုဆိုတာခံနေရတယ်ပေါ့လေအားလုံးကကြိုဆိုကြရပေါ့လေဆိုတော့ဒီတပ်ပေါင်းစုအားနဲ့ပြည်သူတရလုံးအမြန်ဆုံးလွတ်မြောက်ဖို့ကိုဘယ်အချိန်ကာလအတွင်းဆရာတို့အနေနဲ့မျှော်မှန်းထားပါလဲခင်ဗျဒါလေးသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီနေ့တော်လာရေးရဲ့အချိန်စရာပေါ့နော်ကျွန်တော်တို့ကလည်းfirst hope ပေါ့နော်ဒီဗလဲမျောနေချက်အမားတွေကိုမပေးချင်ပေါ့နော်ဘယ်ကာလမှာပြီးနိုင်လဲဆိုတာတွေကိုတော့ကျွန်တော်တို့မပြောနိုင်ပေမဲ့တခြားတော့စစ်ကောင်စီဘက်ကလည်းပေါ့နော်အားနည်းချက်တွေအများကြီးဒါတွေ့ရတော့ပေါ့နော်ဒီတရုတ်ရဲ့အချင်းငွေတွေတော့ကြားဖြန့်ကိစ္စတွေပဲဖြစ်ပေါ့နော်ဒီသူတို့ရဲ့ဒီမအောင်မြင်တဲ့ရွေးကောက်ပွဲတွေဒါဆရာတို့ကျွန်တော်တို့မြင်တွေ့ရမှာပါပေါ့နော်ဒီဆက်ဆံကောင်းတဲ့ရွေးကောက်ပွဲတွေသူတို့လုပ်နေတဲ့ဟာတွေကဖုံးမြဖိမြဒါတွေဖြစ်နေမယ်ပေါ့နော်ပြီးရင်တော့တိုင်းပြည်ကိုပဲတကယ်တည်ငြိမ်အောင်တကယ်ပြီးမှပေါ့နော်ဒီအားလုံးပါဝင်တဲ့နိုင်ငံရေးဖြစ်စဉ်ဖြစ်အောင်ပေါ့နော်သူတို့လုပ်နိုင်စွမ်းရှိမှာမဟုတ်ပေါ့နော်ဒီနိုင်ငံမှာရှိနေတဲ့ချမ်းသာတဲ့လူပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတွေရှိမယ်ဖြစ်ပေါ့နော်စစ်ကောင်စီကိုကြောက်ရွံ့နေအောင်မယ်နော်ရှောင်ပြေးဖို့ကြိုးစားနေအောင်မှာဖြစ်တယ်လို့ပြည်သူတွေထုလူတွေလည်းပေါ့နော်သူတို့ရဲ့ဩဇာအာဏာမှာလာကြောက်ရွံ့နေတဲ့နေရာမျိုးသူတို့ကဘုံကျဲပြီးမှတော့တေးကြည်နေတဲ့လူထုတွေအများကြီးပေါ့နော်ရှိမယ်။တိုင်းပြည်ရဲ့အနေအထားကဒါအခုလုပ်တဲ့ရွေးကောက်ပွဲအခုလုပ်တဲ့စစ်ကောင်စီရဲ့လမ်းကြောင်းတွေကတော့အဖြစ်မှန်မရှိဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘက်ကလည်းပေါ့နော်ဒါ CAPR နည်းနဲ့ကျွန်တော်တိုက်ရမှာဖြစ်တယ်။ကျွန်တော်တို့ CAPR ကိုကျွန်တော်တို့ဘယ်လောက်တန်းတာထိလုပ်နိုင်လဲဆိုတာကိုတော့ကျွန်တော်တို့ဒီနေရာမှာပြောလို့လည်းမရဘူးပြောလည်းမပြောသင့်ဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုကတိပေးလိုတာကတော့ CAPR ကဒီနေ့ဒီချိန်မှာဆက်ရှိရမှာဖြစ်တယ်။ပြီးရင်စစ်ကောင်စီတွေကခုနပြောတဲ့သူတို့ရဲ့တစ်ဖက်သက်လုပ်တဲ့ဟာတွေကိုစွန့်လွတ်ပြီးမှနိုင်ငံရေးလမ်းကြောင်းအမှန်ထဲကိုပြန်ရောက်ဖို့အတွက်ကအင်မတန်ရည်ကြီးတဲ့အရာကိုကျွန်တော်တို့တွန်းသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီလိုတွန်းတဲ့အရာတွေကကျွန်တော်တို့ရဲ့အောင်ပွဲအစစ်လိုက်ပေါ့နော်ကျွန်တော်တိုင်းတာပြီးမှပေါ့နော်ဒါတိဆောက်သွားဖို့ပြင်ဆင်ပါတယ်အထူးသဖြင့်ဒီစစ်ကောင်စီအရေးကြီးတဲ့ပြင်မာတွေစစ်ကောင်စီရဲ့ဒီအရေးကြီးတဲ့အင်အားတွေကိုကျွန်တော်ဖြိုချရင်းနဲ့ပေါ့နော်သူတို့ရဲ့မတရားတဲ့လမ်းကြောင်းမတရားတဲ့နိုင်ငံရေးကိုကျွန်တော်ဖျက်သိမ်းနိုင်တဲ့အခြေအနေဖြစ်ပြီးမှပေါ့နော်ဒါတခုခုရောက်ရှိအောင်ကျွန်တော်တွားဖို့လုပ်ပါပဲပေါ့နော်အဲ့တော့ဘယ်ရက်မှာပေါ့နော်အပြီးတနိုင်မလဲလို့ကျွန်တော်တို့မပြောနိုင်ဘူးဒါပေမဲ့ပြည်သူတွေရဲ့ဒုက္ခဆင်းရဲတွေကိုကျွန်တော်တို့နေ့စဉ်ကြားရပါတယ်မြင်ရပါတယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ကပေါ့နော်ရှိတဲ့အင်အားတွေနဲ့ကျွန်တော်အမြန်ဆုံးကောင်းဆုံးလုပ်တော့မှာဖြစ်တယ်လို့ပြည်သူတွေရဲ့ပူပေါင်းမှုကိုလည်းကျွန်တော်တို့ဒါလူလားရှိပါတယ်ပေါ့နော်ပြည်သူတွေကဒီရဲ့ပိုင်းတွေမှာဆိုရင်ကိုတေဇာဆန်တို့ရဲ့ silence threat မှာပါဝင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ခုထုတ်ပြန်တဲ့ပုံမှာလည်းအားတက်တရောပေါ့နော်ကျွန်တော်တို့ရဲ့သတင်းတွေကိုဖြန့်ဝေပေးတဲ့ပြည်သူတွေကိုအားလုံးကျေးဇူးတင်တယ်ပြီးရင်နိုင်ငံတည်တည်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကလည်းကျွန်တော်တို့ကိုပေါ့နော်ဒါတွေ့ဆုံလို့တယ်ပေါ့နော်ဘာတွေကူညီရမလဲဆိုတာကိုချိတ်ဆက်လာကြတဲ့ဟာတွေကိုကျွန်တော်ကြားရတယ်ပေါ့နော်ဒါကတော်လန်ရေးရဲ့ဘယ်လိုခေါ်မလဲပြည်သူတွေကစိတ်ဓာတ်မကျဘဲနဲ့ပါဝင်နေတယ်အားထက်နေတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒီနေရာမှာခေါင်းဆောင်တယောက်အနေနဲ့တပ်မှုတယောက်အနေနဲ့ကကျွန်တော်တို့ကကောင်းမွန်တဲ့အောင်မြင်တဲ့ mission ကိုအမြန်ဆုံးလုပ်နိုင်ဖို့ကကျွန်တော်တို့တာဝန်ဖြစ်ပြီးမှဒီဟာကိုလည်းလုပ်အောင်မြင်အောင်လုပ်နိုင်ဖို့အတွက်ကကျွန်တော်တို့ကတိပြုတယ်အဲ့ဒီနည်းနဲ့ပဲခုနပြောတဲ့တော်လန်ရေးရဲ့အောင်မြင်မှုမှတ်တိုင်တွေကိုကျွန်တော်တိဆောက်သွားပြပါမယ်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးများတင်ပါတယ်အခုလို internet line မကောင်းတဲ့ဂျာကနေကျွန်တော်ကို interview တီးတဲ့ interview ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နော်ဆရာ
ဟုတ်ကဲ့ကျွန်တော်ဒီမှာမင်းသမပရိသတ်တွေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီပြည်သူတွေအားလုံးကိုလည်းကျေးဇူးတင်တယ်ကျွန်တော်တို့ကိုအခုလိုမျိုးအာကြားတဲ့မှာပေါ့နော်ပန်းပို့ကူညီဖို့စနေရှိတယ်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်တို့ဖက်ကခုနပြောတဲ့ကတိကူတွေလည်းဆက်ပြီးမှပေါ့နော်လေ့လာပေးပြီးမှပေါ့နော်ဝေဖန်သုံးသပ်ပေးပါအမားတွေရှိလဲကျွန်တော်တို့ထောက်ပြပေးပါအဲ့ဒီအမားတွေကိုပြင်ဆင်နေပေါ့နော်ကောင်းမွန်တဲ့နိုင်ငံတစ်ခုရဲ့အစကိုကျွန်တော်ဒီကနေနောက်တစ်ဆင့်ပေါ့နော်စတိုင်ဖို့ကျွန်တော်ဆက်ကြိုးစားပါမယ်လို့ကျွန်တော်ပြောချလိုပါတယ်ခင်ဗျကျေးဇူးများတင်ပါတယ်ဗျဟုတ် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဒါကတော့ KNDF ဥက္ကဋ္ဌလည်းဖြစ်တဲ့ SR ရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ခွန်ဘီထူးကိုကျွန်တော်ဆက်သွယ်မေးမြန်းခဲ့ရပဲဖြစ်ပါတယ်ကြည့်ရှုနေကြတဲ့မြစည်းမပိတ်တယ်များအားလုံးပဲအကြမ်းဖက်စစ်တပ်အနေကနေကင်းဝေးပြီးတော့ရန်သူမျိုး၅ပါးအနေကနေကင်းရှင်းကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်နောက်ထပ်တီးတန့်တွေ့ဆုံမေးမြန်းခန်းတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ခန့်တွေ့ပါခင်ဗျာ